ဟုံးမလင်းဆင်ပြီးလို့စမ်းပါမယ်နောက်ကကိုကြီးသားကြီးဝင်ပါမယ်ရှေ့ရောက်သူဝင်ပါရှေ့ရောက်သူဝင်ပါသူ့ချိန်နေကြည့်နေတယ်ရှေ့ကိုရှိဦးပါသူ့ချိန်နေကြည့်နေပြောနောက်ကဝင်ပါလားရှေ့ရောက်ဝင်ပါလားကြည့်နေကဲရှေ့ကကိုရှိဦးပါရှေ့ရတဲ့ဘက်နှစ်ယောက်ဝင်စမ်းပါမယ်စမ်းနေကြည့်ပါမယ်ကဲနောက်မကျလူငယ်အာမန်စင်တော်မင်္ဂလာဟုံးမလင်းမျိုးပါရှင်ထိုးပန်းပါရှင်ဈေးက19သိန်းမှာထိုးပန်းပါရှင်မိုးကဝယ်ရပါတယ်နော်မိုးကဝယ်ရပါတယ်ကားကတော့ဝယ်တဲ့သူဘက်ကနေပြီးတော့ကြက်ခံပြရပါတယ်မိတိုင်းလုံးလေးလုံးလိုက်ပါအောင်ကိုကြီးတို့ကဲလှပကြွရနော်ဒီလိုလေးရှိပါတယ်စင်မမယ်ဆိုလို့ချင်းဟလိုလိုက်ပါထိုးပန်းလည်းရှိပါတယ်ကပ်ပန်းလည်းရှိပါတယ်ဘောကျဲလည်းရှိပါတယ်ရိုးရလည်းရှိပါတယ်ကလေးစင်လည်းရှိပါတယ်အစားစားကိုရှိပါတယ်ရှင်ရပါတယ်လှပါတယ်လောက်ပါဒီဘက်လဲမှာလားကိုကြီးဒီဘက်တို့ရောက်ဘက်တို့ကိုကြီးတို့ဘိုင်စဉ်းစားနာလားဆိုင်ရလာသေးရနော်ခဏရဆိုင်ကလာရောက်ဘက်တို့ရောက်ဘက်ဒါအီတို့ဒီကဲတချင်းလေးရတော့မပါတော့ဘူးရှင်ကျမတို့ကဲကိုရှုံးနဲ့ကိုတိုင်းနဲ့ဝန်ဆမ်းပါတယ်ရှင်စင်လေးတွေပြီးတဲ့စင်လေးတိုင်းကိုရှုံးနဲ့သူ့တပည့်တယောက်နဲ့အမြဲတမ်းဝန်ဆမ်းပါတယ်လိုရတာလေးစစ်စစ်ကြည့်ရှုဒီပါလေးပြင်းကဲအဲ့လိုလေးရှိပါတယ်နော်ထိုးပန်းမှာနော်ထိုးပန်းမှာကပ်ပန်းလည်းရှိရဲဘောကျဲလည်းရှိရဲရိုးရလည်းရှိရဲကလေးစင်လည်းရှိရဲကလေးစင်ဟို17နှစ်12နှစ်14 5နှစ်အကုန်စုံရှိပါတယ်နော်ကဲကြပြလွတ်ပါအဲ့လိုလေးစမ်းပါတယ်ရှင်ကဲဒီလိုလေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်စင်လေးလိုရရှင်ဖုံးဆက်ပေးပါခွန်6ခွန်44ခွန်616ပါရှင်ကေပေးရောဝေပေးရောအကုန်လုံးရှိပါတယ်နော်စင်မမယ်ဆိုဖုံးလေးဆက်ပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်